မင်္ဂလာပါရှင် Cozy Craft မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုထုတ်ပြပေးသွားမှာကတော့ဒီ Lily of Valley ဆိုတဲ့ခြုံထည်ပန်းစည်းထိုးနည်းလေးကိုဝင်မြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့လိုအပ်တဲ့ပစ္စည်းလေးတွေပြပြပေးမယ်နော်ခုဒီခြုံထည်လေးကိုကတော့ mid cotton နဲ့ထိုးပါတယ်နော် mid cotton အမဲပတ် 4 ply side ကလေးနဲ့ထိုးပါတယ်ဒါက main color အဖြူရောင်အတွက်ဘယ်နှလုံးစောင့်ထားရမလဲဆိုရင်စုစုပေါင်း17လုံးစောင့်ထားရမှာပေါ့နော်ဒါကတစ်လုံးမှာ50 gram ပါတယ်ပေါ့နော်17လုံးဆိုလို့ရှိရင်900နဲ့မှ50 gram ဖြစ်သွားမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီထက်ပိုပြီးမှစိတ်ထားခြင်းနဲ့ဆိုလို့ရှိရင်12လုံးလောက်ဆောင်လို့ရှိရင်လည်းရတယ်ပေါ့နော်ခဏနေကြရင်ချီမလောက်မှာဆိုလို့ပါပြီးလို့ရှိရင်ဒီလိုမျိုးတရက်အတွက်အစိမ်းရောက်ခါကျတော့50 gram တစ်လုံးဆိုလို့ရှိရင်လုံလောက်ပါပြီနော်ပန်းအတွက်ကတော့စုစုပေါင်း100 gram လောက်လိုမယ်ပေါ့နော်100 gram ဆိုတော့ဒါက50 gram 4လုံးလိုမယ်ပေါ့နော်စနစ်ကဒီနေရာမှာအနုအရင်နေအောင်73ထားတာဖြစ်တဲ့အတွက်ပန်းအတွက်ပေါ့နော်ဒီခရမ်းရောက်အနုလေးကနှလုံးကုန်သွားတယ်အရင်လေးကနှလုံးကုန်သွားတယ်ပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်4လုံး100 gram ဆောင်ရတယ်ပေါ့နော်size ကတော့ 3.5 mm နဲ့သုံးပါတယ်နော်လိုအပ်တဲ့ပစ္စည်းလေးတွေပြောပြီးဆိုတော့စထုတ်လိုက်ရအောင်နော်စထုတ်ဖို့အတွက်ပထမဦးဆုံးမက်ဂျင်ရင်လေးလုပ်မယ်ပေါ့နော်မက်ဂျင်ရင်လုပ်မယ်ဆိုရင်ဒီအချီအစလေးကိုလက်မကလေးနဲ့အဲ့လိုမျိုးတိထားမယ်လက်ညိုးနဲ့လက်ကလေးကိုတစ်ပတ်ရစ်လိုက်မယ်ပေါ့နော်တစ်ပတ်ရစ်လိုက်မယ်ရစ်လိုက်တဲ့အချိန်မှာဒီအရှိမဆိုလို့ရှိရင်တက်ချီခဲပုံစံလေးပေါ့နော်ဒီအနောက်မှာဆိုလို့ရှိရင်မြင်းချောင်းနှစ်ချောင်းရှိနေမယ်ဒီတစ်ချောင်းကိုကဒီလက်တကြွယ်လေးနဲ့အဲ့လိုထိန်းထားမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီပထမချီအောက်ကနေဒီအနောက်ကချီလေးကိုတော်ပြီးမှဆွဲကော်လိုက်မယ်ဆွဲခေါ်ပြီးလို့ရှိရင်တပတ်အဲ့လိုမျိုးလေးလိန်လိုက်မယ်ပေါ့နော်လိန်ပြီးရင်ဒီဘက်ကကျိုးနှစ်ကျိုးရှိရင်ဒီအပေါ်ကျိုးလေးကိုယူပြီးလို့ရှိရင်ဒီအကွင်းလေးတွေကိုထည့်လိုက်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ကတော့စနစ်တို့ဒီမက်ဂျွန်လေးလုပ်ပြီးလိုက်ပေါ့နော်ဒါလေးကခြုံလို့ရတယ်ဒီချဲ့လို့ရတယ်ပေါ့နော်ပြီးဆိုလို့ရှိရင်ကတော့ဖွတ်မီကိုတစ်ခါနှစ်ခါထိုးပါမယ်ဖွမီကိုနှစ်ခါထိုးမယ်နှစ်ခါထိုးပြီးပြီဆိုလို့ရှိရင်ခြီလေးကိုတစ်ပတ်ရက်လိုက်မယ်ဒီမက်ချရင်လောက်ထားတဲ့ဂွင်းထဲမှာပဲပေါ့နော်တိုင်ရှည်လေးထိုးပါမယ်စုစုပေါင်းတိုင်ရှည်12ခါထိုးမယ်ပေါ့နော်ဒါဆိုရင်တိုင်ရှည်တစ်ခါထိုးပြီးသွားပါပြီဆိုရင်ဒီနားမှာမက်ဂျစ်ကလေးမှတ်ထားလိုက်ပေါ့နော်ပထမဦးဆုံးတိုင်ရင်ထိပ်မှာမက်ဂျစ်ကလေးမှတ်ထားလိုက်မယ်စုစုပေါင်း12ခါထိုးမယ်ပေါ့နော်နဲ့3 4ဒီလိုမျိုးတိုင်ရှည်လေး12ခါထိုးပြီးလိုက်ဆိုလို့ရှိရင်ကျုံလိုက်မယ်ပေါ့နော်ဒီအပေါက်လေးကိုအဲ့လိုမျိုးချုပ်လိုက်မယ်ချုပ်ပြီးတဲ့အခါကျလို့ရှိရင်ဒီမှာမှတ်ချိတ်ထားတဲ့နေရာလေးကိုဖြုတ်မယ်ပထမဦးဆုံးတိုင်ရှည်လေးထိုးခဲ့တဲ့နေရာပေါ့နော်အဲ့နေရာလေးကိုဖြုတ်မယ်ဖြုတ်ပြီးပြီဆိုရင်အဲ့ထဲလေးကိုဝင်ပြီးပြီဆိုလို့ရှိရင်ရှက်ကော်လေးနဲ့အဲ့လိုမျိုးချိတ်လိုက်ပါမယ်နော်ရှက်ကော်နဲ့ချိတ်မယ်ပြီးရင်နောက်တန်းတက်ဖို့အတွက်ဖွတ်မီနှစ်ခါထိုးမယ်ပေါ့နော်တန်းတက်တိုင်းမှာအမြဲတမ်းဖွတ်မီနှစ်ခါနဲ့စပါနှစ်ခါထိုးမယ်ပြီးပြီဆိုလို့ရှိရင်ဒီတစ်ပေါက်ထဲကိုပဲတိုင်ရှည်ထိုးမယ်ပေါ့နော်ဒီရှက်ကော်နဲ့ချိတ်လိုက်တဲ့တစ်ပေါက်ထဲမှာတိုင်ရှည်တစ်ခါထိုးမယ်ပြီးအဲ့နေရာကိုလည်းမက်ဂျင်းနဲ့မှတ်ထားလိုက်ပါကိုကအစလေးတွေမိမှဆိုလို့ရှိရင်မက်ဂျင်းနဲ့မှတ်ထားပေါ့နော်မမေ့ဘူးဆိုလည်းမမှတ်လို့ရတယ်ပြီးရင်ခြေကိုတစ်ပတ်ရက်လိုက်မယ်ဒီပထမဦးဆုံးစနစ်တို့ဒီမှာတိုင်ရှည်လေးထိုးခဲ့တဲ့ဟာရှိရလေဒီမှာဖွတ်မီနှစ်ခါရဲ့ပြီးရင်ဒီဘေးနားမှာတိုင်ရှည်တိုင်းစိုက်ခဲ့တဲ့ဟာရှိရတွေ့လားအဲ့တော့အဲ့ဒီတိုင်ရှည်တိုင်းစိုက်ခဲ့တဲ့ဟာထဲမှာစနစ်တို့ကရှေ့ကော်ထိုးမယ်ပေါ့နော်သူ့ကို FPDC လို့ခေါ်တယ် Front Post DC ပေါ့နော်ဆိုတော့ခြေကိုတစ်ပတ်ရက်လိုက်မယ်ဒါလေးကိုဒီခြေလေးကိုဒီအောက်ကနေဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးယူလိုက်မယ်နော်ဒီတိုင်ရဲ့အောက်ကနေအဲ့လိုမျိုးထည့်မယ်ပြီးရင်ဒီခြေလေးကိုဆွဲကော့လာမယ်အပေါ်မှာကျိုး3ကျိုးရှိတဲ့ခါကြလို့ရှိရင်နှစ်ကျိုးတစ်ခါလွတ်မယ်နှစ်ကျိုးတစ်ခါလွတ်မယ်နော်ပြီးရင်ခြေကိုတစ်ပတ်ရက်လိုက်မယ်
ဒါဆိုလို့ရှိရင်သူက FPDC တခုရပါပြီပြီးရင်သူ့ဘေးနာကဒီမှာတိုင်ရှိတဲ့တိုင်စိုက်မယ်ပေါ့နော်ကဲပြီးပြီဆိုလို့ရှိရင်ကတော့ဒီစောနာကဒီတိုင်နေရလေးပေါ့နော်သူဒီအောက်ကတိုင်ရှိ12တိုင်ထိုးခဲ့တဲ့ဟာအကုန်လုံးကိုဒီလိုမျိုး FPDC သွားလုပ်ပေးရမှာဆိုတော့ဒီထဲကိုဝင်မယ်ခြေလေးကိုဆွဲကော့မယ်အပေါ်မှာကျိုး3ကျိုးရှိရင်2ကျိုးတစ်ခါဖြုတ်2ကျိုးတစ်ခါဖြုတ်မယ်ပြီးလို့ရှိရင်သူ့ဘေးနားမှာ DC တစ်ခါထိုးမယ်ရိုးရိုး DC တစ်ခါပေါ့နော်ရိုးရိုး DC တစ်ခါ FPDC တစ်ခါထိုးပါမယ်နော်ပြီးရိုးရိုး DC တစ်ခါပြီးသူ့အောက်ကတိုင်ထဲကိုဝင်ပြီးတဲ့အခါကျလို့ရှိရင်ရှေ့ကော်လေးလုံမယ်ပေါ့နော်ပြီးရိုးရိုး DC တစ်ခါရှေ့ကော်တစ်ခါကဲဒီလိုမျိုးလှုပ်ပြီးသွားပါမယ်နော်ဒီမှာနောက်ဆုံးမှလည်းဒီလိုမျိုး FPDC တခါနဲ့လုပ်ပြီးမှအဆုံးတက်မယ်ပေါ့နော်ပြီးဆုံးကတော့ဒီမှာဒီတပေါက်ထဲဒီမတ်ချိတ်ချိတ်ထားတဲ့အပေါက်ထဲကိုရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ပေါ့နော်ပြီးရင်နောက်တစ်တန်းတက်ဖို့အတွက်ဖွင့်ပြီးနှစ်ခါထိုးပါမယ်ဒါဆိုရင်ပထမဒီဒုတိယတန်းကဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ရိုးရိုးတိုက်ရှစ်တစ်ခါ FPDC တစ်ခါရိုးရိုးတိုက်ရှစ်တစ်ခါ FPDC တစ်ခါပေါ့နော်အဲ့လိုမျိုးဖြစ်သွားမယ်စုစုပေါင်းတိုင်လေးတွေက20နဲ့မှ4တိုင်ရှိပဲပေါ့နော်နောက်တစ်တန်းတက်ဖို့ဆိုရင်ဒီမှာဖွင့်ပြီးနှစ်ခါထိုးပြီးသွားပြီပြီးဒီဖွင့်ပြီးနှစ်ခါထိုးပြီးတဲ့တပေါက်ထဲမှာတိုင်ရှိတစ်ခါထိုးမယ်ပြီးဆိုလို့ရှိရင်သူ့ရဲ့ဘေးတစ်ပေါက်ထဲမှာလည်းတိုင်ရှိတစ်ခါထိုးမယ်တိုင်ရှိနှစ်ခါထိုးပြီးဆိုလို့ရှိရင်ဒီမှာ FPDC ရှိရပေါ့နော်အဲ့ဒီ FPDC နေရာမှာ FPDC လောက်ရမယ်ဆိုတော့ရှေ့ကော့နေရာမှာရှေ့ကော့ဆွဲရမယ်ပေါ့နော်ဆိုရင်ဒီထဲအခုထွက်နေတဲ့ဟာထဲကိုအဲ့လိုမျိုးလေးဝင်လိုက်မယ်ပေါ့နော်ပင်ချီလေးကိုဆွဲကော့လာပြီးရင်နှစ်ကြိုးတစ်ခါဖြုံးမယ်နှစ်ကြိုးတစ်ခါဖြုံးမယ်ပေါ့နော်ဟုတ်ပြီနော်ပြီးလို့ရှိရင်ကတော့သူ့ရဲ့ဘေးကလေးတစ်ပေါက်ထဲမှာလည်းရိုးရိုးတိုက်ရှိတစ်ခါထိုးမယ်ပြီးရင်သူ့ဘေးနားမှာလည်းဒီတိုင်ရှိတစ်ခါထိုးမယ်ပြီးလို့ရှိရင်ကတော့ဒီမှာ FPDC နေရာလေးရောက်သွားပြီဆိုရင်အဲ့နေရာမှာ FPDC လုပ်မယ်ပေါ့နော်အဲ့ဒီတော့အခုကတိုင်ရှိနှစ်ခါ FPDC တစ်ခါအဲ့လိုဖြစ်သွားတယ်ပေါ့နော်သူကထိုးပြီးလိုက်ဆိုရင်ဒီမှာသူကအဖုလေးဖြစ်သွားပြီဆိုဒီအဖုဖြစ်သွားတဲ့ဒီနေရာတိုင်းမှာပေါ့နော်ဒီ FPDC လေးထိုးပြီးသွားလိုက်လို့ရှိရင်ရပါပြီတိုင်ရှိနှစ်ခါပြီးရင်ဒီမှာ FPDC တစ်ခါတိုင်ရှိနှစ်ခါ FPDC တစ်ခါကဲအဲ့လိုပုံစံအတိုင်းပဲအဆုံးထိထိုးပြသွားလိုက်ပေါ့နော်ဒါကတော့နောက်ဆုံးနာရောက်ပြီပေါ့နော်ဆိုရင်တိုင်ရှင်းနှစ်ခါထိုးမယ်ပင်နောက်ဆုံးမှာတမရှက်ကော်တော့ဖြစ်ကုန်ပြီအရှိကော်ပေါ့နော်အရှိကော် DC လေးနဲ့အဆုံးတက်လိုက်မယ်ပြီးလို့ရှိရင်ကတော့ပထမဦးဆုံးတိုင်ရှိထိုးခဲ့တဲ့အပေါ်ထဲကိုဝင်ပြီးရင်ရှက်ကော်လေးနဲ့ချိန်မယ်ပေါ့နော်ပြီးလို့ရှိရင်ကတော့ဖွင့်ပြီးနှစ်ခါထိုးမယ်စနစ်ပြောထားတယ်နော်တဒန်းပြီးတိုင်းမှာအမြဲတမ်းဖွင့်ပြီးနှစ်ခါထိုးပေးရမယ်လို့ပြောထားတယ်နော်ပြီးရင်ကတော့ဒီတစ်ပေါက်ဖွင့်ပြီးနှစ်ခါထိုးထားတဲ့တစ်ပေါက်ထဲကိုဝင်တိုင်ရှိတစ်တိုင်းထိုးမယ်ပြီးရင်သူ့ဘေးနားမှာလည်းတိုင်ရှိတစ်တိုင်းထိုးမယ်ပြီးလို့ရှိရင်ကတော့သူ့ရဲ့ဘေးနားမှာဒီတိုင်ရှိတစ်တိုင်းထိုးမယ်ဆိုရင်စောနာကတိုင်ရှိ2တိုင်ပဲရှိတယ်အခုတိုင်ရှိ3တိုင်ဖြစ်သွားပြီပေါ့နော်တိုင်ရှိ3တိုင်ဖြစ်သွားပြီပြီးရင်ဒီ FPDC ကိုဒီရှေ့ကော်နေရာမှာရှေ့ကော်လေးဆွဲလိုက်မယ်ပေါ့နော်ပြီးရင်ကတော့တပေါက်တစ်ချက်နဲ့တိုင်ရှိလေးတွေ3ခါလာမယ်တစ်ခါနှစ်ခါ3ခါတိုင်ရှိ3ခါလာပြီလို့ရှိရင်ဒီမှာရှေ့ကော်နေရာမှာရှေ့ကော်လေးထပ်ဆွဲမယ်ပြီးရင်တိုင်ရှိ3ခါပြန်လာမယ်တစ်ခါနှစ်ခါ
3ခါတိုင်ရှည်3ခါလာပြီးတဲ့အခါကျရင်ဒီရှေ့ကော်နေရာမှာရှေ့ကော်လေးထပ်ဆွဲမယ်ပေါ့နော်ဒီလိုပုံစံအတိုင်းပဲအဆုံးထိလုတ်ပေးသွားလိုက်လို့ရှိရင်ရပါပြီနော်တိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်3ခါပြီးရင်နောက်ဆုံးမှာဒီလိုမျိုးရှေ့ကော်လေးနဲ့အဆုံးတက်မယ်ပေါ့နော်ပြီးရင်ကတော့သူဒီပထမအဆုံးတိုင်ထဲကိုဝင်ရှက်ကော်လေးနဲ့ချိတ်ပွတ်ပြီး2ခါထိုးမယ်ပြီးရင်ဒီရှက်ကော်နဲ့ချိတ်ထားတဲ့ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှည်တစ်ခါထိုးမယ်ပေါ့နော်စုစုပေါင်းတစ်ခါ2ခါ3ခါဒီမှာဒီရှေ့ကော်လေးလှုပ်ထားတဲ့အထီကိုတိုင်ရှည်ထိုးလိုက်မယ်ပေါ့နော်4ခါတိုင်ရှည်4ခါပြီးသွားပြီဆိုလို့ရှိရင်ရှေ့ကော်လေးလှုပ်ပါမယ်နော်ပြီးရင်တစ်ခါ2ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်4ခါတိုင်ရှည်4ခါပြီးတာနဲ့ဒီမှာရှေ့ကော်လေးလှုပ်ပါမယ်ဆိုရင်ဒါမျက်စက်မထိုးပြတော့ဘူးဒီပုံစံအတိုင်းပဲကိုလိုချင်တဲ့အရှည်ရောက်တဲ့အထိထိုးလိုက်လို့ရှိရင်ရပြီပေါ့နော်ဒါဆိုရင်ဒီမှာတိုင်ရှည်2ခါ4ခါရှေ့ကော်တစ်ခါဒီဖုမိနှစ်ခုနဲ့ထိုးထားတဲ့ဟာကိုကတိုင်တစ်ခုအပြစ်မမှတ်ယူပေါ့နော်သူကအမြင့်တက်ဖို့အတွက်ထိုးထားတဲ့ဖုမိတက်ပဲပေါ့နော်ဆိုတော့ဒီမှာဆိုရင်တိုင်ရှည်4ခါပြီးလို့ရှိရင်ဒီမှာရှေ့ကော်တစ်ခါအဲ့ဒီတော့နောက်တစ်တန်းရောက်သွားပြီဆိုလို့ရှိရင်တိုင်ရှည်1 2 3 4 5တိုင်ရှည်5ခါဒီရှေ့ကော်တစ်ခါဖြစ်သွားမယ်နောက်တစ်တန်းဆိုရင်တိုင်ရှည်6ခါရှေ့ကော်တစ်ခါနောက်တစ်တန်းဆိုရင်တိုင်ရှည်9ခါရှေ့ကော်တစ်ခါဒီလိုပုံစံအတိုင်းပဲပေါ့နော်ကိုလိုချင်တဲ့အတန်းအရေးအတွက်ရောက်တဲ့အထိထိုးပေးသွားလိုက်လို့ရှိရင်ရပါပြီနော်စမြက်ကတော့ဒါလေးကို42တန်းရောက်တဲ့အထိထိုးပါမယ်နော်ဒါလေးကတော့42တန်းထိထိုးပေးရမယ်ပတ်တန်လေးပါနော်ဘယ်နှတန်းပဲဖြစ်ဖြစ်ထိုးလို့ရပါတယ်ပတ်တန်မပေးရင်တောင်ရပြီမျိုးပေါ့နော်ပတ်တန်လေးကိုတင်ပေးလိုက်ပါတယ်ရှင်အခုဒါကတော့42တန်းမြောက်ပေါ့နော်ဆိုတော့ဒါကရှေ့ကိုထိုးနေတယ်ပြီးရင်ရှက်ကော်နဲ့ချိတ်လိုက်တယ်ပေါ့နော်ပြီးရင်ဖွင့်မီတစ်ခုထိုးပြီးမှညှက်ဖြတ်လိုက်ပါတယ်ဒါကဆုမြက်ကဘယ်နှလက်မရလဲဆိုလို့ရှိရင်42တန်းမှာ39လက်မရတယ်ပေါ့နော်တရားနဲ့တရားကိုလက်အကျစ်ပွားပုံမှာမူတည်ပြီးမှဒီ site လေးတွေကတော့နည်းနည်းပါးပါးတော့ကွာနိုင်တယ်ပေါ့နော်ဆိုတော့ထပ်ပြီးမှအကြီးကြီးလုပ်ချင်တယ်ဆိုလဲဒီပုံစံတိုင်းပဲထပ်ပြီးမှပွားလိုက်လို့ရှိရင်ရပြီဒီထက်ကိုမှတသေးလို့ချင်တယ်ဆိုလဲကိုလိုချင်တဲ့အနေထားမှာရက်လိုက်လို့ရှိရင်ရပြီပေါ့နော်ပြီးလို့ရှိရင်ကတော့ smart တို့ချီစားလေးတွေတင်ပါမယ်ရှင်အခုကတော့တရွက်စိမ်းနေရာလေးလုပ်မယ်ပေါ့နော်ဆိုရင်ကိုကြိုက်တဲ့နေရာကစားလို့ရတယ်စမြက်ကတော့ဒီနေရာကနေပဲဒီဆက်ထားတဲ့နေရာပေါ့နော်ဒီနေရာကနေပဲစလိုက်မယ်ပေါ့နော်ဆိုရင်ချီကိုဆွဲကော်လိုက်မယ်ပြီးကျိုးပေါ်အဲ့လိုမျိုးပတ်တင်လိုက်မယ်ပေါ့နော်ပြီးဖွင့်ပြီးတစ်ခါထိုးမယ်ပြီးဒီတစ်ပေါက်ထဲမှာပဲတိုက်တိုးတစ်ခါထိုးမယ်ပေါ့နော်ပြီးဖွင့်ပြီး1 2 3 4 5ဖွင့်ပြီး5ခါထိုးမယ်5ခါထိုးပြီးတဲ့အခါကျလို့ရှိရင်ဒီမှာတစ်ပေါက်2ပေါက်ကိုကျော်3ပေါက်မြောက်နေရာမှာတိုက်တိုးထိုးပါမယ်ပြီးရင်1 2 3 4 5ဖွင့်ပြီး5ခါထိုးမယ်ပြီးလို့ရှိရင်တိုင်2တိုင်ကိုကျော်နောက်တစ်ပေါက်မှာတိုင်တူလေးနဲ့ချိတ်ပေးမယ်1 2 3 4 5ဖွင့်ပြီး5ခါထိုးမယ်အောက်က2တိုင်ကိုကျော်မယ်နောက်တစ်တိုင်မှာတိုင်တူနဲ့ချိတ်ပေးမယ်ပေါ့နော်အခုပုံစံအတိုင်းတစ်ပတ်လည်လုံးထိုးပေးသွားပါမယ်နော်ကဲပြီးပြီဆိုလို့ရှိရင်ဒီမှာတစ်ပေါက်2ပေါက်ကိုကျော်ဒီပထမဦးဆုံးဒီတိုင်တိုလေးထိုးခဲ့တဲ့ဟာရှိရပေါ့နော်အဲ့ဒီတိုင်တိုလေးထိုးခဲ့တဲ့ထဲကိုဝင်ပြီးလို့ရှိရင်ရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ရှက်ကော်နဲ့ချိတ်မယ်ပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်ဒီစောနာကဒီချိန်ကွင်းရှိရပေါ့နော်ဒီစီ9ခုထိုးလာခဲ့တဲ့ချိန်ကွင်းရှိတယ်အဲ့ဒီချိန်ကွင်းတဲကိုဝင်ပြီးလို့ရှိရင်တိုင်တိုတစ်ခါထိုးမယ်ဟုတ်ပြီနော်ပြီးရင်ဖွင့်ပြီးတင်းနဲ့3ဖွင့်ပြီး3ခါထိုးမယ်ပြီးလို့ရှိရင်ဒီတကွင်းထဲမှာပဲတိုင်ရှည်ထိုးမယ်ပေါ့နော်ဒီချီဝါတစ်ခါတည်းဒီစစချင်းလှုပ်ခဲ့တဲ့ချီဝါတစ်ခါတည်းဆွဲသိမ်းလိုက်မယ်ပေါ့နော်တိုင်ရှည်ထိုးမယ်ပြီးရင်ဖွင့်ပြီးတစ်ခါတိုင်ရှည်တစ်ခါဒီပေါက်ထဲမှာပေါ့နော်ပြီးဖွင့်ပြီးတစ်ခါတိုင်ရှည်တစ်ခါဖွင့်ပြီးတစ်ခါ
တိုင်ရှိတစ်ခါပေါ့နော်စုစုပေါင်းတိုင်ရှိဘယ်နှခါလဲဆိုလို့ရှိရင်ဒီချိန်တုံးခုမပါဘဲနဲ့တိုင်ရှိစုစုပေါင်း1 2 3 4တိုင်ရှိ4ခါထိုးလိုက်တယ်ပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်ဖွမီ1 2 3ဖွမီ3ခါထိုးမယ်ဖွမီ3ခါထိုးပြီးပြီဆိုတဲ့ခါကျလို့ရှိရင်ဒီတစ်ပေါက်ထဲမှာပဲတိုင်တူလေးပြန်ထိုးလိုက်မယ်ပေါ့နော်ဒီတစ်ပေါက်ထဲမှာပဲတိုင်တူပြန်ထိုးမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်သူကတလူလေးဖြစ်သွားပြီပေါ့နော်ကဲပြီးပြီဆိုလို့ရှိရင်သူ့ဘေးနာကဒီချိန်၅ခုရှိတဲ့ဘက်ကိုပေါ့နော်တိုင်တူလေးထိုးပြီးမှလမ်းချိတ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဖွမီ9ခါထိုးမယ်1 2 3 4 5 6ခုနခါထိုးပြီးပြီဆိုလို့ရှိရင်ဒီမှာဖွမီ၄ခုမြောက်ကိုသွားမယ်1 2 3 4ခုမြောက်ကိုသွားမယ်ပြီးအဲ့4ခုမြောက်ရဲ့အနောက်ကဒီအခုံးလေးထဲကိုဝင်ပေါ့နော်ဝင်ပြီးတဲ့ခါကျလို့ရှိရင်ရှက်ကော်ကလေးနဲ့အဲ့လိုမျိုးချိတ်လိုက်မယ်ဒါဆိုဒီလိုအဖုလေးရောက်ရမှာပေါ့နော်ပြီးပြီဆိုရင်ဖွမီ1 2 3ဖွမီ3ခါထိုးမယ်ထိုးပြီးပြီဆိုလို့ရှိရင်စောနာကဒီတကွင်းသေးကိုပဲဝင်ပြီးရင်တိုင်တူလေးနဲ့ချိတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်သူကတွေ့ရပုံစံလေးဒီလိုလေးချွတ်ချွန်လေးဖြစ်သွားမယ်ပေါ့နော်ပြီးပြီဆိုရင်နောက်ဒီဖွမီ9ခုရှိတဲ့အကွင်းသေးကိုပြန်ပြီးမှတိုင်တူလေးနဲ့တွားချိတ်မယ်နော်ပြီးဖွမီ1 2 3ဖွမီ3ခုထိုးမယ်ဒီပုံစံလိုမျိုးပြန်လုပ်မယ်ပေါ့နော်ဆိုတော့ဒီထဲမှာတိုင်ရှိတစ်ခါထိုးမယ်ဖွမီတစ်ခါတိုင်ရှိတစ်ခါဖွမီတစ်ခါတိုင်ရှိတစ်ခါဖွမီတစ်ခါတိုင်ရှိတစ်ခါစုစုပေါင်းတိုင်ရှိ၄ခါထိုးတယ်ပေါ့နော်ဒီမှာ1 2 3 4ပြီးရင်ဖွမီ1 2 3ဖွမီ3ခါထိုးပြီးရင်ဒီတစ်ပေါက်ထဲမှာပဲတိုင်တိုလေးနဲ့ပြန်ပြီးမှချိတ်လိုက်မယ်ပေါ့နော်ပြီးရင်ကတော့စောနာကဒီမှာတောက်လျှောက်ထည့်လာတဲ့ချီကိုညှက်လိုက်တော့မယ်နော်ပြီးရင်နောက်တစ်ပေါက်ထဲကိုဝင်ပြီးရင်တိုင်တိုလေးနဲ့ရှိတ်တိုင်တိုလေးနဲ့ချိတ်ပြီးရင်ဖွမီ9ခါထိုးပါမယ်1 2 3 4 5 6ပြီးရင်1 2 3 4ပေါင်းမြောက်ဖွမီထဲကိုဝင်မယ်ပေါ့နော်1 2 1 2 3 4ပေါင်းအောင်ဖွမီထဲကိုအနောက်ကိုလန်လိုက်မယ်ဒီလိုမျိုးအခုံးလေးတစ်ခုံးရှိမယ်ပေါ့နော်အဲ့ထဲကိုဝင်ပြီးရင်ရှက်ကော်လေးနဲ့ချိတ်ဖွမီ1 2 3ဖွမီ3ခါထိုးပြီးစောနာကဒီတကွင်းထဲမှာပဲတိုင်တူနဲ့ချိတ်လိုက်မယ်ပြီးရင်နောက်တစ်ပေါက်ထဲကိုတိုင်တူတွားမယ်အခုပုံစံလေးတိုင်းဆိုမြင်မယ်နဲ့တူရဲ့ဒီလိုမျိုးတစ်ခုလုံးပြီးရင်ဒီလိုမျိုးလေးတစ်ခုလုံးပေါ့နော်အခုကဒီလိုမျိုးတရွက်ပုံစံလေးလုပ်ပြီးဆိုတော့ဒီပုံစံလေးလာမယ်ဆိုတော့ဒီမှာတိုင်တူနဲ့ချိတ်ပြီးသားပေါ့နော်ဆိုရင်ဖွမီ1 2 3ခါထိုးမယ်ပြီးရင်တိုင်ရှည်တစ်ခါဖွမီတစ်ခါနဲ့ပေါ့နော်ဒီထဲမှာတိုင်ရှည်လေး၄တိုင်ဆက်ပါမယ်ဖွမီတစ်ခါတိုင်ရှည်တစ်ခါဖွမီတစ်ခါတိုင်ရှည်တစ်ခါဆိုရင်ဒီမှာတိုင်ရှည်ကဒီဖွမီ3ခုမပါဘဲနဲ့ပေါ့နော်တိုင်ရှည်4ခုပြသွားပြီဆိုရင်ဖွမီ3ခုထိုးပြီးမှဒီထဲမှာတိုင်တူလေးနဲ့ပြန်ချိတ်လိုက်မယ်ပြီးလို့ရှိရင်နောက်တစ်ပေါက်ကိုလည်းတိုင်တူနဲ့ချိတ်မယ်ပြီးလက်ခါကျရင်ဒီပုံစံလေးပြန်လုပ်မယ်ပေါ့နော်အခုဒီပုံစံအတိုင်းပဲတစ်ပတ်လည်လုံးထိုးသွားလိုက်ပါနော်ဖွမီတင်းနဲ့တောင်းဒါနောက်ဆုံးနေရာရောက်ပြီပေါ့နော်ပြီးဒီမှာပဲတိုင်တူနဲ့ချိတ်မယ်ပြီးလို့ရှိရင်ဒီမှာပထမဦးဆုံးတိုင်တူထိုးခဲ့တဲ့ဟာရှိတကောအဲ့ထဲကိုဝင်ပြီးမှရှက်ကော်လေးနဲ့ချိတ်ဖွမီတစ်ခါထိုးပြီးမှသူ့ကိုချီစားတိန်လိုက်မယ်ပေါ့နော်ဒီအစိမ်းရောင်လေးထိုးတာကကွက်တီ50 gram ကုန်တယ်ပေါ့နော်မှာဒါလေးပဲပို့တယ်နော်ဒါလေးပဲပို့တယ်ကွက်တီ50 gram ကုန်တယ်ဆိုတော့လက်တအားပွားတဲ့လူတွေဆိုလို့ရှိရင်ကတော့ဒီထက်ပို့ပြီးမှလည်းချီကုန်နိုင်တယ်ပေါ့နော်ပြီးရင်ချီစားတိန်ပါမယ်အခုကတော့ Lily of Valley ပန်းလေးထိုးမယ်ပေါ့နော်ပန်းလေးထိုးမယ်ဆိုတော့ဘယ်နေရာမှာထိုးရမလဲဆိုလို့ရှိရင်ဒီလိုမျိုးတိုင်၄ရိုင်စိုက်ထားတဲ့ဟာပေါ့နော်စုစုပေါင်းအပေါက်လေးတွေတစ်ပေါက်နှစ်ပေါက်သုံးပေါက်လေးပေါက်ငါးပေါက်အပေါက်လေးတွေ၅ပေါက်ရှိမယ်တိုင်ရှည်လေးတွေထိုးထားတဲ့နေရာဒီနေရာမှာစမစ်တို့ကလီလီပန်းလေးထိုးမယ်ပေါ့နော်ဒီနေရာမှာမထိုးဘူးပေါ့နော်ဆိုတော့အိုက်ကဟာဘယ်နေရာကနေမဆိုစလို့ရတယ်ပေါ့နော်စမစ်ကနောက်ဆုံးထိုးဖို့နှစ်ပွင့်မဲကြံတော့တယ်ဆိုတော့အိုက်နေရာမှာဗီဒီယိုလေးလာရိုက်ပေးရပေါ့နော်
ဆိုတော့ဒီတစ်ပေါက်ထက်ကနေဝင်လိုက်မယ်ဝင်ပြီးရင်ကိုထိုးမဲ့ပန်းလေးပေါ့နော်ပန်းအယောင်လေးကိုယူလိုက်မယ်ချီလေးကိုအဲ့လိုမျိုးထည့်လိုက်မယ်ထည့်ပြီးရင်ဒီချီလေးကိုတစ်ခါတည်းဒီပုံကိုအဲ့လိုမျိုးတက်မယ်ပေါ့နော်ကဲပြီးပြီဆိုလို့ရှိရင်ဖွမီ3ခါထိုးမယ်1နဲ့3ဖွမီ3ခါထိုးပြီးပြီဆိုလို့ရှိရင်ဒီတစ်ပေါက်ထဲကိုဝင်မယ်ချီလေးကိုဆွဲကော်မယ်အပေါ်မှာကြိုးတုံးကြိုးရှိလို့ရှိရင်အရှိက2ကြိုးကိုဖြုတ်မယ်ပေါ့နော်ပြီးရင်ချီလေးကိုတစ်ပတ်ရစ်မယ်ဒီတစ်ပေါက်ထဲကိုပဲဝင်မယ်ဆွဲကော်မယ်အရှိကဒီတိုင်နဲ့တိုင်ကိုတစ်ချက်ပြက်ပြီးမှချွတ်မယ်ချီတစ်ပတ်ရစ်မယ်ဆွဲလိုက်မယ်ဒီအရှိဆုံးကဒီ2ကြိုးကိုဖြုတ်လိုက်မယ်ပေါ့နော်ကဲဒါဆိုရင်တိုင်က1နဲ့3ခါရှိပေါ့နော်ပြီးရင်ချီလေးကိုတစ်ပတ်ရစ်မယ်ဒီတစ်ပေါက်ထဲကိုဝင်မယ်ပေါ့နော်ချီလေးကိုဆွဲကော်မယ်အရှိဆုံးက2ကြိုးကိုလွတ်လိုက်မယ်နော်ပြီးပြီဆိုလို့ရှိရင်ဒီပေါ်မှာ1 4 5ကျိုး5ကျိုးကျန်တယ်ပေါ့နော်အဲ့ဒီ5ကျိုးကိုတစ်ခါတည်းအဲ့လိုမျိုးဖြုတ်လိုက်မယ်ပြီးလို့ရှိရင်ဖွမီတစ်ခါထိုးမယ်ဒါကိုခါကျတော့ Smith pass stitch လုပ်တယ်လို့ပြောရဲပေါ့နော် DC pass stitch ပေါ့နော်သူကလည်းမျိုးအဖုလေးလောက်တာပင်ချီကိုတစ်ပတ်ရေးလိုက်မယ်နောက်ထပ်တူပင်နာကတစ်ပေါက်ထဲကိုဝင်မယ်ချီလေးကိုဆွဲကော်မယ်နှစ်ကျိုးတစ်ခါဖြုတ်မယ်ချီကိုတစ်ပတ်ရစ်မယ်ဒီတစ်ပေါက်ထဲကိုဝင်မယ်ကျိုးလေးကိုဆွဲကော်မယ်တစ်ခါဖြုတ်မယ်တစ်ပတ်ရစ်မယ်ဒီတစ်ပေါက်ထဲကိုပဲဝင်မယ်ချီလေးကိုဆွဲကော်မယ်အရှိကနှစ်ကျိုးကိုဖြုတ်မယ်တစ်ပတ်ရစ်မယ်ဒီတစ်ပေါက်ထဲကိုပဲဝင်မယ်ချီလေးကိုဆွဲကော်လာမယ်အရှိဆုံးကနှစ်ကျိုးကိုဖြုတ်မယ်ဆိုရင်စုစုပေါင်းအပေါ်မှာ1 4 5ခုကျန်တယ်ပေါ့နော် DC ကစုစုပေါင်းဒီမှာ4ခုစိုက်ထားတယ်ပေါ့နော်ဒီနေရာမှာဒီလိုမျိုးDC ကို5ခုလှုပ်လို့ရှင်းလဲရတယ်ပေါ့နော်စမြက်ကတော့4DC pass stitch လေးလုပ်မှာပေါ့နော် 4DC ဆိုတဲ့အတွက်တိုင်ရှိ4ခါပဲလုပ်တယ်ပေါ့နော်ပြီးရင်တစ်ချက်ကျစ်လိုက်မယ်ပြီးရင်ဖွမီတစ်ခါထိုးမယ် 5DC လောက်လဲရတယ်ပေါ့နော်စမြက်ကတော့ဒီခြုံထည်ရဲ့ weight ကိုအတက်နိုင်ဆုံးပေါ့နော်တက်နိုင်တယ်များနဲအောင် short ချချင်တာဖြစ်တဲ့အတွက်4DC လောက်ပဲထည့်တယ်ပေါ့နော် 5DC ကိုလောက်ထည့်လဲတချို့လဲ 5DC တွေထည့်ကြတယ်ပေါ့နော်ပြီးချီတစ်ပတ်ရစ်မယ်ဒီတစ်ပေါက်ထဲကိုနောက်တစ်ပေါက်ထဲဝင်မယ်ချီကိုဆွဲကော်လာမယ်ရှင်းနှစ်ကြိုးတစ်ခါဖြုတ်မယ်တစ်ပတ်ရစ်မယ်တစ်ပေါက်ထဲကိုပဲဝင်မယ်ဒါဆိုရင် DC နှစ်ခါပေါ့နော်ပြီးချီတစ်ပတ်ရစ်မယ်နောက်ဒီတစ်ပေါက်ထဲကိုပဲဝင်မယ်အရှိဆုံးက2ကြိုးဖြုတ်မယ်ဒါဆိုရင် DC 3ခါချီကိုတစ်ပတ်ရစ်မယ်ပြီးရင်အရှိဆုံးက2ကြိုးဖြုတ်မယ်ဒါဆို DC 4ခါနဲ့ pass stitch လုပ်တယ်ပေါ့နော် DC 5ခါနဲ့ pass stitch ဆိုရင်နောက်ထပ်တိုင်ရှည်တိုင်ထက်လုပ်ပြီးမှဒီပုံစံတိုင်းလုပ်ရလို့ရှင်ရရပေါ့နော်ပြီးဖွမီတစ်ခါထိုးမယ်ပြီးရင်သူ့ပင်နာကတစ်ပေါက်ထဲကိုဝင်မယ်ချီလေးကိုဆွဲကော်လာမယ်2ကြိုးဖြုတ်မယ်ပြီးလို့ရှင်တစ်ပတ်ရစ်မယ်ဒီတစ်ပေါက်ထဲကိုပဲဝင်မယ်ဒီတစ်ပေါက်ထဲကိုပဲဝင်မယ်ချီလေးကိုဆွဲကော်လာမယ်အရှိက2ကြိုးလွတ်မယ်တိုင်ရှည်2ခါဒါဆိုရင်အရှိ2ကြိုးလွတ်လိုက်တော့တိုင်ရှည်3ခါတိုင်ရှည်4ခါ pass stitch လုပ်မယ်ပေါ့နော်ပြီးရင်ချီလေးကိုချွတ်လိုက်မယ်ဖွမီတစ်ခါထိုးမယ်ပြီးရင်ဒီနောက်ဆုံးကဒီနားမှာဖွမီ3ခုနဲ့ချိတ်ထားတဲ့ဒီတစ်ပေါက်လေးပေါ့နော်နောက်ဆုံးတစ်ပေါက်တစ်ပေါက်ထဲကိုဝင်မယ်ဒီလိုမျိုး 4DC pass stitch လုပ်ပါမယ်နော်1နဲ့3လေးပြီးရင်အကုန်လုံးကိုဆွဲချွတ်လိုက်မယ်ဒါဆိုရင် snip စုစုပေါင်းဒီလို puff လေးတွေတစ်ခုနှစ်ခုသုံးခုလေးခု5ခုရမယ်ပေါ့နော်5ခုရမယ်ပြီးမှဖွမီတစ်ခုထိုးလိုက်အောင်မယ်နော်ပြီးပြီဆိုရင်ချီလေးကိုနည်းနည်းဆွဲထုတ်မယ်ပထမဦးဆုံးဒီမှာဖွမီ3ခုထိုးခဲ့တဲ့ဟာလေးရှိရပေါ့နော်ဒီဖွမီ3ခုထိုးခဲ့တဲ့ဟာလေးရဲ့ထိပ်မှာဒီလိုမျိုးဖွမီလေးရှိရပေါ့နော်အဲ့ဒီဖွမီလေးထဲကိုဝင်ပြီးတဲ့ခါကြလို့ရှိရင်စောနာကဒီချီလေးကိုတွတ်ဆွဲလိုက်မှာပေါ့နော်အဲ့လိုနော်အဲ့လိုလုပ်ပြီးလို့ရှိရင်ဖွမီတစ်ခါနှစ်ခါသုံးခါထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်အခုကဘယ်နေရာမှာထိုးရမလဲဆိုရင်ဒီ pass stitch တစ်ခုနဲ့တစ်ခုကြားပေါ့နော်ဒီနေရာဒီ pass stitch တစ်ခုနဲ့တစ်ခုကြားထဲမှာတွေထိုးရတော့မယ်ဆိုတော့ Smith တို့ကဒီအနောက်ကပေါ့နော်ဒီနားမှာကအဲ့လိုမျိုးဟာမရှိတဲ့အတွက်ဒီကြားမှာထိုးမယ်ဆိုတော့သူ့ရဲ့အနောက်ကဒီကြားထဲကိုဝင်လိုက်မယ်ပေါ့နော်ဆိုတော့အဲ့ကြားထဲမှာတိုင်ရှိတိုင်ထိုးလိုက်မယ်ပြီးရင်ဖွမီတစ်ခါနှစ်ခါသုံးခါထိုးမယ်ဖွမီ3ခါထိုးပြီးပြီဆိုလို့ရှိရင်1နဲ့3ဖွမီ3ခုမြောက်ရဲ့အောက်မှာဒီလိုမျိုးဟာလေးရှိရပေါ့နော်အဲ့ထဲကိုဝင်မယ်ဝင်ပြီးလို့ရှိရင်ဒီလိုမျိုး
slip stitch လေးလုပ်လိုက်မယ်ပေါ့နော်ရှက်ကော့လေးနဲ့လုပ်လိုက်မယ်ဒါဆိုရင်သူကဒီလိုမျိုး peacock လေးရပါပြီပေါ့နော် peacock ဒီလိုမျိုးအဖုလေးရပါပြီသူကဒီလိုမျိုးဂျားထဲမှာဆိုလို့ရှိရင်ဒီလိုမျိုးဟာနှစ်ခုလုပ်ပေးရမယ်ပေါ့နော်ဒါပေမဲ့အခုကအစမှာတစ်ခုပဲလုပ်မယ်နောက်ဆုံးလာတဲ့အခါဒီညမှာနောက်တစ်ခုထပ်လုပ်လိုက်မယ်လေဆိုရင်နောက်ထပ်တစ်ပေါက်ထဲကိုဝင်မယ်ခြေလေးကိုဆွဲကော့မယ်တိုင်ရှိထိုးမယ်ပေါ့နော်ဒီနှစ်ခုကြားထဲမှာတိုင်ရှိထိုးမယ်ဖွမီ3ခါထိုးမယ်ပြီးလို့ရှိရင်တင်းနဲ့3ဒီအောက်ကဒီနေရာလေးပေါ့နော်ဒီအခုဒီနေရာလေးအဲ့နေရာလေးထဲဝင်ပြီးမှပီကော့လေးလုပ်လိုက်မယ်ဆိုတော့ရှက်ကော့လေးနဲ့ချိန်လိုက်မယ်အဲ့ဆိုတော့မျိုးအဖုလေးရပါပြီပေါ့နော်ပြီးရင်ဒီတစ်ပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိတစ်ခါထိုးမယ်ဖွမီ3ခါထိုးမယ်ပြီးရင်ပီကော့လေးလုပ်မယ်ပေါ့နော်ရှက်ကော့လေးနဲ့အဲ့လိုချိန်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုးဒီကြားထဲမှာနှစ်ခုဝင်သွားပြီပေါ့နော်ပြီးရင်နောက်တစ်ခုရဲ့ဒီကြားထဲမှာပေါ့နော်ဒီနှစ်ခုကြားထဲမှာလည်းအဲ့ပုံစံတိုင်းပဲတပုံစံနဲ့လုပ်မယ်တိုင်ရှိထိုးမယ်ဖွမီ3ခါထိုးမယ်ပီကော့လေးလုပ်မယ်ပြီးရင်ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှိထိုးမယ်ဖွမီ3ခါထိုးမယ်ပြီးပီကော့လေးလုပ်မယ်တခါဒါမှဆိုရှင်ဒါနှစ်ခါပြည့်သွားပြီပေါ့နော်နှစ်ခါပြည့်သွားပြီဆိုရင်နောက်ထပ်ဒီ first stitch နှစ်ခုကြားထဲကိုဝင်မယ်တိုင်ရှိတစ်တိုင်းထိုးမယ်ဖွမီ1နဲ့3ဖွမီ3ခါပီကော့တစ်ခါလုပ်မယ်ရှက်ကော့လေးတစ်ခါလုပ်မယ်ပေါ့နော်ပြီးရင်ဒီမှာတိုင်ရှိတစ်ခါဖွမီ3ခါပြီးရင်ဒီမှာရှက်ကော့လေးနဲ့ချိန်မယ်ပေါ့နော်တစ်ပေါက်ထဲနှစ်ခါလောက်လာတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်တစ်ချမ်းမှာလည်းအဲ့လိုလေးတိုင်ရှိတစ်ခါဖွမီ3ခါရှက်ကော့တစ်ခါပေါ့နော်အဲ့လိုလေးလုပ်ပါမယ်ပြီးလို့ရှိရင်ကတော့ဒါနောက်ဆုံးရောက်သွားပြီဒီနောက်ဆုံးတစ်နေရာမှာစနစ်တို့တစ်ခါလောက်ထားပြီးပြီเนาะတွေ့လားပထမဆုံးတစ်တိုင်ပဲထိုးခဲ့ရလေအခုနောက်တစ်တိုင်ထပ်ထိုးလိုက်မယ်ဒါဆိုလို့ရှိရင်ကတော့ဒီနှစ်ခုရဲ့ကြားမှာဒီလိုမျိုးတိုင်ရှိတစ်ခါဖွမီ3ခါနဲ့ပီကော့လောက်တာတစ်ခါပေါ့နော်ဒီလိုမျိုးပေါ့နော်ကဲဒါထိုးရလေပြီးသွားပြီပေါ့နော်ဒီမှာဟုတ်ပြီနော်ပြီးလို့ရှိရင်ဒီပထမဦးဆုံးပီကော့လောက်ထားတဲ့ဟာရဲ့ဒီပြမယ်မနော်ပထမဦးဆုံးပီကော့လောက်ထားရရဲ့ဒီထဲကိုဝင်လိုက်မယ်နော်ဝင်ပြီးရှက်ကော်နဲ့ချိန်လိုက်မယ်နော်ပြန်ပြပေးမယ်နော်ဒီမှာပထမအစိုးပီကောလောက်ထားတဲ့ဟာရဲ့ဒီအောက်နာကဒီနေရာလေးရှိရပေါ့နော်အဲ့နေရာထဲကိုဝင်ပြီးရှက်ကော်လေးနဲ့ချိတ်ဖွမီတစ်ခုထိုးမယ်ခြီလေးကိုညှက်ဖြတ်လိုက်မယ်ဆိုတော့ဒါလေးကမခက်ဘူးပေါ့နော်ဒီပုံစံအတိုင်းပဲတောက်လျှောက်လုပ်လိုက်ရင်ရပြီကဲအဲ့ဆိုရင်ဒီလိုပုံစံအတိုင်းပဲလုပ်ပေးလိုက်လို့ရှိရင်ရရပေါ့နော်ဆိုတော့ကြံတဲ့ဟာလေးတွေကိုလည်းအဲ့လိုလုပ်လိုက်ပါစမြက်ကတော့ဒီတစ်ခုပဲကြံတော့တယ်ပြီးပြီဆိုရင်ဒီတစ်ထည်လုံးအကုန်လုံးထုတ်ပြီးတော့ဖြစ်ပါတယ်ရှင့်အခုဆိုလို့ရှိရင်ကတော့အရန်လာတဲ့ခြုံထဲပန်းစည်းပဝါထိုးနည်းလေးပေါ့နော်ထုတ်ပြီးတော့ပါပြီဒါလေးထုတ်ပြီးတဲ့ခါကျရင်လည်းစမြက်ကိုအိမ်စာလေးလာပြကြပါအောင်နော်မကြခင်နေကြ DC ခြုံထဲလေးတွေပါတင်ပေးမှမို့လို့ page လေးကိုလည်း like and subscribe လုပ်ထားကြပါအောင်နော်အိမ်စာလေးတွေမျိုးနေပါမယ်တတား